မော်ရိုတန်ပြင်မှာရှိခဲ့တဲ့ဆိုတာတင်ရုံပါသလားမော်ရိုတန်ကိုကျွန်တော်တို့တွေကဟယ်လီကော်ပတာဆိုတဲ့စကားထဲမှာပြီးတော့တူများပါတယ် Inverted static! Richter Sempra! Expecto Patronum! စကားတွေကလို့မော်ရိုတန်ကပြင်မှာရောက်ရှိတာလားကျွန်တော်လည်းအဲ့ဒီမိကွန်းအတွက်လာခဲ့တာပါဒါဆိုမော်ရိုတန်ဆိုတာဘာလဲမော်ရိုတန်ဆိုတာကတစ်သားချွေးတမဏိစတဲ့အရာတွေနဲ့ပြုလုပ်ထားပြီးသူတယောက်ရဲ့စိတ်ဆွမ်းအားယုံကြည်မှုတဘာဝလွယ်မှုနဲ့ဉာဏ်ပညာပေါ်ပညာတွေကိုသူစီတဲ့ထည့်သွင်းထားတဲ့စောအားရှိတဲ့ဒုတ်ချောင်းပါဒုတ်ရဲ့အတွင်ပိုင်းမှာ Phoenix Feather Unicorn Head Dragon Hastino လို့တချိဝိညာဉ်တွေထည့်သွင်းထားတာပါနောက်ပြီးမော်ရိုတန်ကအင်တာနက်ပေါ်မှာတွေ့ရတဲ့ Twine Wine တွေနဲ့မတူပါဘူးရှေးခေတ်ရဲ့မော်ရိုတန်တွေကလူတွေအများကြီးဆိုရင်တောင်တရားရဖို့ခက်ခဲပြီးရက်ခဲ့ပြီးဆိုရင်လည်းတရားကိုဒုတ်ချောင်းတာပိုင်ဆိုင်ခွင့်ရှိမှာဖြစ်တယ်မော်ရိုတန်ကကိုင်းတဲ့လူပေါ်မူတည်ပြီးစောအားတွေကတာမယ်လူညံနဲ့ခက်မဲလို့မရအောင်ကြီးမားသွားနိုင်ပါတယ်ဒါဆိုဒုတ်တန်တဲ့ချောင်းနဲ့မော်တက်ဆိုတာဘယ်ချိန်မှာစတင်ပေါ်ပေါက်လာခဲ့တာလဲရှေးခါတော့ကလူသားတွေရဲ့ဘာသာရေးနဲ့စိတ်ကူးရင်းဆန်တဲ့ယုံကြည်မှုတွေထဲမှာမော်ရိုတန်ဆိုတာအလိုရှိရတဲ့တမိုင်းကြောင့်ရှိတဲ့အရာပါမော်ရိုတန်နဲ့ဆက်ဆက်တဲ့တမိုင်းတွေကိုတီးရဖို့ဥတမိုင်းတွေကနေပေါ3000ခန်းအထိနောက်ပြန်သွားရပါမယ်မော်ရိုတန်ကိုပထမဆုံးသုံးပြုခဲ့တဲ့လူမျိုး3မျိုးရှိတယ်သူတို့တွေကတော့အီဂျစ်ပြန်လို့ခေါ်တဲ့အီဂျစ်လူမျိုးတွေဂရိလူမျိုးတွေနဲ့နော်ဝေးစီဒင်ဒိမတ်နိုင်ငံတွေမှာနေတဲ့ဒီကင်းဆိုတဲ့မျိုးနွယ်တွေသိကြပါတယ်လွန်ခဲ့တဲ့ BC 1900နဲ့ BC 2000ကြားအီဂျစ်မှာမော်ရိုတန်ကိုစတင်သုံးပြလာခဲ့ပါတယ်။အဲ့ဒီတော့ကအီဂျစ်မှာနက်အတွက်ပူဇော်ရေးလုပ်တဲ့လူတွေစားရှိတဲ့နက်ပြားပစ္စည်းဖြစ်တုံးပြပြီးလူနာတွေကိုစီကူဖို့ပကောင်းသောအားဖေချဖို့တုံးပြကြသလိုအီဂျစ်မှာအပူချိန်များပြီးမိုးရွာသွန်းမှုနေတာကြောင့်ဆက်ပြိုးချိန်ရောက်တဲ့ခါမှာမိုးခေါ်တာတွေပြုလုပ်ကြပါတယ်။တချို့သောမီနမီတွေအတွက်မော်ရိုတန်ကိုခရီးမွေးဖွားရန်ဆူတောင်းမှုဆိုပြီးတုံးပြခဲ့သလိုအီဂျစ်မှာမော်ရိုတန်ဆိုတာမိကိုတဘာဝကတက်ချင်းစေဖို့လက်တွေနဲ့ချိတ်ဆက်ဖို့တုံးပြီးရှေးအောင်ရင်ကျေးမှုတွေထဲမှာစိတ်ဓာတ်နဲ့အာဏာကိုထုတ်ပေါ်ဖို့မော်ရိုတန်ကိုတုံးပြခဲ့ကြပါတယ်။နောက်ပြီးဂရိတန်ကြီးထဲမှာဟာမတ်ဆိုတဲ့ဂရိနှစ်ဖျားတစ်ပါးကခဒူစီယလို့ခေါ်တဲ့မော်ရိုတန်တစ်ချောင်းကိုခြင်ထားပါတယ်။အဲ့ဒီမော်ရိုတန်ရဲ့အလယ်မှာငန်းနဲ့ကောင်ဝိုင်းဖက်နေပြီးဥမာဆိုရင်စစ်ပွဲရက်သက်မှုဥထုံးလက်ခေါ်တာအမှုပညာနဲ့စိတ်ဝိညာဉ်ရေးရပေါင်းရပါတယ်။ဒီကနေ့ခေတ်ရဲ့တချို့စေဝါလုပ်ငန်းတွေမှာတုံးနေကြတဲ့ခဒူစီယတင်ဂီတာကဟာမတ်ရဲ့မော်ရိုတန်ကိုညွှန်ထားတာပါဗီကင်းတွေရဲ့ not တနာရီထဲမှာတော့ကန်ဒါဆိုတဲ့စကားလုံးကမော်ရိုတန်နဲ့ဆက်ဆက်ပါတယ်ကန်ဒါဆိုတာတဘာဆန်းအားနဲ့မော်ရိုတန်ရဲ့အဓိပ္ပာယ်ကိုဖော်ပြတဲ့စကားလုံးတစ်လုံးပါနောက်ပြီးအဲ့ဒီစကားလုံးနဲ့မော်တက်အတုံးပြူသူတွေကတဘာဆန်းအားနဲ့ချိတ်ဆက်ဖို့တုံးကြတာပါတမိုင်းပုံမြင့်တွေရတော့အိုဒင်နဲ့ဖျားကတော့ချီရိုမော်စာတွေကိုတုံးတစ်ချောင်းနဲ့ရေးသားခဲ့တယ်လို့ယုံကြည်ကြပါတယ်ဒါကြောင့်ကန်ဒါကမော်ဆန်အရင်အတွက်တင်းတော်တဲ့ပစ္စည်းတစ်ခုလို့ယူဆလို့ရပါတယ်။နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကမော်ရိုတန်တွေကိုတစ်သားတွေနဲ့အဓိကပြုလုပ်ထားပြီးမေဘယ်ဘင်ဟော်လီဘင်ရောဘင်ဝက်တိချပင်တို့နဲ့ပြုလုပ်ထားပြီးတစ်ခုချင်းစီမှာကိုပိုင်ဆိုင်ရဲ့နဲ့တဘာဝတန်ရှိပါတယ်။ဥပမာရောဆိုတာတည်ခြင်းနဲ့ကြံလည်မွေးဖွားခြင်းကိုကုစားပြုတယ်လို့ယုံကြည်ကြတယ်။ဟယ်လီပိုတာကားတွေကမော်ရိုတန်တွေကဆိုရင် Phoenix Feather Unicorn Head Dragon Hastino ဖြစ်ပြီးအဲ့ဒီ magical ခိုးတွေထည့်ထားတဲ့မော်ရိုတန်တွေဟာလူစွမ်းအားနဲ့တဘာဝစွမ်းအားတို့ကိုပေါင်းစည်းထားတာပါနောက်တဲ့ဒူဆန်းတာတစ်ခုကမော်ရိုတန်တွေဟာသူတို့အယောင်ပုံပြီးအလိပ်ပဲခွဲပြတတ်ပါတယ်အနဲ့ရောင်ဆိုစွမ်းအားပြင်းတဲ့မော်အတွက်အဖြူရောင်ဆိုတက်ရှင်းမှုနဲ့အလင်းရောင်ဆက်ပြီးတချို့မော်ရိုတန်တွေမှာတော့တစ်တီပန်းပွင့်နေနဲ့အလားစင်တာမျိုးလည်းရှိပါတယ်တကယ်တမ်းမော်ရိုတန်ကတသေးလေးဆိုရင်မဲ့သူ့အထဲမှာတမောင်ဝါရဲ့စွမ်းအင်လက်ပြားရဲ့အာဏာလူစားအားတွေကိုပေါင်းစည်းပေးထားတဲ့စွမ်းအားကြီးမားတဲ့အရာတစ်ခုပါနောက်ဆုံးအနေနဲ့အခုလက်ရှိကမ္ဘာမှာရောမော်ရိုတန်တွေရှိနေသေးအသုံးပြုနေသေးတော့မယ်လားဒီကနေ့ခေတ်ရဲ့လူမှုအတိုင်းဝိုင်းတွေထဲမှာဒီကစနစ်လို့ခေါ်တဲ့အပြည့်သက်ဖန်ပေါ်လာတဲ့မော်ယုံကြီးလူတွေထဲမှာမော်ရိုတန်ကို Betrayal One ထုံးတန်းစင်လာတစ်ခုအနေနဲ့အသုံးပြုနေသေးဖြစ်ပြီးသူတို့ကတဘာဝဝိညာဉ်လ
လက်ဖျားတွေနဲ့ချိတ်ဆက်ပေးဖို့အတွက်မော်လုတ်တန်ကိုအသုံးပြုကြပါတယ်။အနုပညာနဲ့ဖော့ခတ်ချတွေထဲမှာတော့မော်လုတ်တန်က Harry Potter, Lord of the Rings ဒေါက်တာဆွေးလိုမျိုးရုပ်ရှင်တွေထဲမှာမော်လုတ်တန်ကအရေးကြီးဆုံးအရာတစ်ခုဖြစ်လာခဲ့ပါတယ်။မော်လုတ်တန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကအရန်ရှည်လာတာကြောင့်ဒီဗီဒီယိုမှာအကြောင်းအရာမပြည့်စုံလို့ပိုပြီးသိရှိနေဆိုရင်လည်း Google မှာသွားလေ့လာလို့ရပါတယ်။နောက်ထပ်မှာလည်းဒီမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးကိုတင်ဆက်ပေးဖို့ရှိတာမို့ channel လေးကိုစခွက်လေးလုပ်ခဲ့ပြီးဗီဒီယိုလေးကို like လုပ်ပေးခဲ့လို့ရတယ်လို့နောက်ထပ်အပါအကြောင်းအရာတင်ပေးရှင်လဲအောက်က comment မှာဝေရေးသွားလို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုပြန်တွေ့ကြတာပေါ့